ဟုတ်ကဲ့မင်္ဂလာပါဆရာမနာမည်ကတော့ဆရာမဒေါက်တာဒေးမို့ဖြစ်ပါတယ်အဖဦးအောင်စုတိုင်းသမီးတပည့်တယောက်ဖြစ်ပါတယ်ဆရာမတို့ဒီနေ့ပြန်လည်ပြီးတော့ပစ္စည်းသစ်ကလေးတွေရောက်လို့ပြန်လည်ရောင်းချပေးမှာပါရွှေကျော်ဆရာမတွေအတွက်ပါဆရာမတို့စီမှာဒီမှာစီတော့ဖောင်လိန်လေးတွေပစ္စည်းသစ်ရောက်ပါတယ်နော်စီတော့ဖောင်လိန်လေးတွေနော်နောက်ထပ်လည်းရောက်ဖို့ရှိပါသေးတယ်နော်လောလောဆယ်ဒါအခုလက်ရှိဒီနေ့ရောက်တဲ့ပစ္စည်းသစ်ကလေးတွေပါနော်ဆရာမတို့စီမှာဒီမှာအမြင့်တန်လေးလည်းရှိတယ်စုပ်တော်လည်းရှိပါတယ်ဆရာမတို့စီပါပေါ့နော်ပစ္စည်းတွေအကုန်လုံးအသေးရောက်ပါတယ်ဒါဆိုစီတော့အုတ်ကလေးတွေပါနော်စီတော့အုတ်ကလေးတွေဆရာမတို့စီမှာရှိပါတယ်နော်ဒီမှာဟင်ဒါပရာဒါပေါ့နော်ဟင်ဒါပရာရှိတယ်မအစုံပဲပေါ့နော်ဒါလေးတွေဆရာမတို့စီမှာအစုံရှိပါတယ်နော်ဒါတစ်ချက်သားဘူးလေးတွေပါနောက်ပေါ့ကျုပ်တော်အုတ်ကလေးတွေနော်ကျုပ်တော်အုတ်ကလေးတွေဆရာမတို့စီမှာရှိပါတယ်ဒါကလောလောဆယ်နမူနာဆရာမကဒါလေးတွေပြပေးထားတာနော်ဆရာမတို့စီမှာကြိုက်တဲ့လောက်ယူလို့ရပါတယ်နော်ကြိုက်တဲ့လောက်လာဝယ်လို့ရပါတယ်အိမ်နာရောက်လည်းလိုက်ပို့ပေးပါတယ်နော်ဒါလေးတွေကတော့ဒါကရွှေဆိုင်လေးတွေပေါ့နော်သုံးလမ်းမှာရွှေဆိုင်လေးတွေလည်းအရန်ကောင်းပါတယ်ဒီပစ္စည်းကောင်းပါတယ်ရွှေဆိုင်လေးတွေနောက်ပြီးဒီမှာမိုင်းငယ်စကူတွေပေါ့နော်မိုင်းငယ်စကူတွေဆရာမတို့ရှိပါတယ်ဒါလေးတွေကတော့စုပ်တော်ရဲ့အိတ်ကလေးတွေပေါ့နော်ဆိုတော့အိတ်ကလေးပါအိတ်ကလေးတွေပါဒါပစ္စည်းအသစ်တွေပါနော်ဆရာမတို့စီမှာအကုန်လုံးရှိပါတယ်ပစ္စည်းတွေအစုံပါပဲဒီပစ္စည်းတွေအများကြီးရောက်ပါတယ်နော်ပစ္စည်းတွေအစုံရှိပါတယ်ဆရာမတို့စီမှာဒီမှာဒါဆိုရင်တော့စေရောတက်တာပေါ့နော်ဒီစေရောတက်တာလေးတွေလည်းဆရာမတို့စီမှာရှိပါတယ်နော်ဒီပစ္စည်းလေးတွေအစုံရှိပါတယ်ဒီဇိုင်းလေးတွေလိုချင်လည်းမှာလို့ရပါတယ်ဒါကပွဲစလုံးပေါ့နော်ပွဲအုပ်ကလေးတွေပါနော်ပွဲအုပ်ကတော့ဒီမှာအစုံရှိတယ်ဆရာမတို့စီမှာနော်ဒီမှာပွဲအုပ်တွေကတော့အစုံရှိတယ်နော်အဲဒီလိုပွဲအုပ်ကလေးတွေကိုဆရာမတို့ကဒါကြောက်ကတ်ထားတာဟာလေးတွေလိုချင်တယ်ဆိုတော့မှာလို့ရပါတယ်နော်အော်ဒါလုပ်ပေးပါတယ်ပြီးတော့ဒီပွဲစလုံးတွေကဆရာမတို့ရုံးနဲ့လည်းမှာလို့ရတယ်နော်ရုံးနဲ့လိုချင်တဲ့ဆရာမတွေလည်းဆရာမတို့ဆိုတရက်တူဖုန်းဆက်ပေးပါနော်ရုံးလေးတွေလည်းမှာယူလို့ရပါတယ်ဆရာမတို့စီမှာပြီးတော့ရုပ်လုံးတော်ပေါ့နော်ဒီရုပ်လုံးတော်လေးတွေကဆရာမတို့စီမှာမှာယူလို့ရပါတယ်ပေါ့နော်ရုပ်လုံးတော်လေးတွေကိုဆရာမတို့စီမှာရှိတဲ့ရုပ်လုံးတော်ကိုလည်းမှာယူလို့ရပါတယ်တကယ်လို့ဆရာမတွေကကိုယ်အသီးသန့်ပေါ့နော်လိုချင်တဲ့ပုံစံလေးတွေကိုမှားကျင်တယ်ဆိုလို့ရှိရင်ဆရာမတို့ကိုဖုန်းလေးကြိုဆက်ပေးပါနော်ဆရာမတို့ကအဆင်ပြေအောင်အားလုံးလုပ်ပေးပါတယ်နော်ဆရာအကမှားယူသူတွေအားလုံးကဆရာမအားလုံးကိုစိတ်ချမ်းသာအောင်ပေါ့နော်ဆရာမတို့ဘက်ကဝန်ဆောင်မှုအပြည့်အဝပေးပါတယ်နော်ပြီးတော့ဆရာမတို့ဒီမှာစာအုပ်ကလေးတွေပေါ့နော်စာအုပ်ကလေးလည်းအစုံရှိတယ်နော်စာအုပ်ကလေးတွေမှာဆရာမတို့စီမှာရှိပါတယ်နော်ဒီမှာစာအုပ်ကလေးအိစာတရားမေဒီစီကိုင်းတော့မြက်ကြီးပေါ့နော်စာအုပ်တွေမှာအစုံပါပဲနော်စာအုပ်ကလေးလည်းအစုံရှိပါတယ်နော်လူချင်းတဲ့ဟာအကုန်မှာလို့ရတယ်နော်ဆရာမတွေအတွက်ပေါ့နော်ဆရာမတွေလူချင်းတဲ့ပစ္စည်းတွေအကုန်မှာလို့ရပါတယ်နော်ဒါလေးတွေကနမူနာပဲပြထားတာပါနော်ဆရာမတို့စီမှာတိုက်တလောက်မှာယူလို့ရပါတယ်နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်